used to be used to get used to ဟုတ်တယ်အတန်ထက်တည်းအတစ်ထက်တည်းနီးပါပဲเนาะဒါပေမဲ့အဲ့ဒီဘက်ကတော့တော်တော်လေးကွာနေတော့အင်္ဂလိပ်စာမှာဒီသုံးခုကိုမားသုံးမိတာကဖြစ်နေကြပါပဲဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့တော့လေဒီသုံးခုရဲ့ကွာခြားချက်ကိုတေးသေးချာချာရှင်းရှင်းလင်းလင်းနားလည်သွားအောင်အတူတူလေ့လာကြည့်ကြရအောင်ကဲအကြောင်းအရာတွေကိုတမ်းမဝင်ခင်မှာလေမေခွန်လေးတစ်ခုနဲ့အရင်စားကြည့်အောင်ဒီမှာကြည့် I am used to wake up early နဲ့ I am used to waking up early ဘယ်တစ်ခုကအမှန်လို့ထင်လဲခဏလောက်စဉ်းစားကြည့်ပါအောင်အခုချစ်ချင်းအဖြစ်မတည်သေးရင်လည်းဘာမှမဖြစ်ဘူးနော်ဒီရှင်းလင်းတင်ဆက်မှုအပြီးမှာတော့ဘာကြောင့်အဖြစ်မှန်ဖြစ်ရတယ်လဲဆိုတာကိုပါရှင်းလင်းလန်းလန်းတည်သွားစေရမယ်လို့အာမခံပါတယ်ကဲပထမဆုံးအနေနဲ့အသိစီကိုအလဲပြန်သွားကြည့်ကြရအောင် used to ဆိုတာကအသိကအမှတ်တရားတွေအရင်ကကိုဖြစ်ခဲ့တဲ့ပုံစံတွေအကြောင်းပြန်ပြောဖို့အတွက်သုံးတဲ့စကားစုပေါ့ဆိုလိုတာကအခုချိန်မှာတော့မနေတော့တဲ့အလေးချင်းတွေအရင်ကအခြေအနေဟောင်းတွေကိုပြန်ပြောပြခြင်းတဲ့အခါမှာသုံးတာပါဒါကရှင်းရှင်းလေးပါပဲ used to ကအတိတ်မှာပုံမှန်လုပ်ခဲ့တဲ့အရာတစ်ခုဒါမှမဟုတ်ဖြစ်ခဲ့တဲ့အခြေအနေတစ်ခုကိုညွှန်းနေဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့အဲ့ဒီအရာကအခုချိန်မှာလုံးဝပြီးဆုံးသွားပြီးမရှိတော့ဘူးဆိုတာပါပဲတနည်းပြောရင်ပေါ့လေဒါကအရင်တုန်းကတော့ဒီလိုပေါ့အခုတော့မဟုတ်တော့ဘူးဆိုပြီးအတိတ်နဲ့ပစ္စုပန်ကြားကခြားနာချက်ကိုပြက်ပြက်သားသားမြင်ပါပြလိုက်တာပါပဲဒီစကားစုကိုဝါကြထဲမှာဘယ်လိုသုံးရမလဲဆိုတော့အရန်လွယ်ပါတယ် subject တစ်ခုခုပေါ့ I you he she အဲ့နောက်မှာ used to ကိုတန်းပြီးကလတ်ရုံပဲပြီးရင်တော့ဘာအပေါ်လိုမှမရှိတဲ့ verb ရဲ့မူရင်းပုံစံ V1 လို့ခေါ်တဲ့ base verb ကိုပဲသုံးရမှာပါဥပမာ play live eat စသဖြင့်ပေါ့ဥပမာအနေနဲ့ဒီပါကြားကိုကြည့်လိုက်ပါကျွန်တော်မန္တလေးမှာအရင်ကနေခဲ့ဘူးခဲ့တယ်ဒီစကားကိုကြောက်လိုက်တာနဲ့ပြောတဲ့သူကအခုမန္တလေးမှာမနေတော့ဘူးဆိုတာချက်ချင်းသိနိုင်ပါတယ်ဟုတ်တယ်မလားဒါကအတိတ်ကဖြစ်ခဲ့တဲ့အခြေအနေတစ်ခုကိုပြန်ပြောပြတာပါသူရဲ့ပစ္စုပန်ကပြောင်းလဲသွားပြီဆိုတဲ့သဘောဒီမှာတော့အလေးချင်းတစ်ခုအကြောင်းပြောထားတာကိုကြည့်ရအောင်သူမအရင်ကဆေးလေးတောက်လေးရှိပေမဲ့မနစ်ကဖြတ်လိုက်ပြီဒီဝါကြမှာလေ used to smoke ဆိုတာကအတိတ်ကပုံမှန်လုပ်ခဲ့တဲ့အကျင့်တစ်ခုကိုဖော်ပြပြီး quit last year ဆိုတာကအဲ့ဒီအကျင့်ကအခုလုံးဝမရှိတော့ဘူးဆိုတာကိုအခိုင်အမာပြောလိုက်တာပါပဲအတိတ်နဲ့ပစ္စုပန်ကြားကဆက်ဆက်မှုပြတ်တောက်သွားတာပေါ့ဒီမှာတော့တတိထားစရာအရန်အရေးကြီးတဲ့အချက်တွေတစ်ခုရှိပါတယ်အငင်းဝါကြတယ်အမေဝါကြတယ်မှာ did ဒါမှမဟုတ် didn't ကိုသုံးတဲ့အခါ used မှာပါတဲ့ d ကဖြုတ်လိုက်ရပါတယ်ဟုတ်တယ်ဒီပြောက်သွားပြီး used to ဖြစ်သွားတာပေါ့ဘာလို့လဲဆိုတော့ did ကအတိတ်ကိုပြတဲ့ past tense ကိုသူကယူသွားလို့ပါဥပမာ he didn't used to care နဲ့ did you used to work there ဆိုပြီးဒီမှာပါပဲတတိထားထုံးရပါမယ်ကောင်းပြီ used to ကအတိတ်အကြောင်းပြောတာဆိုရင်ပစ္စုပန်ပါတော့ကိုနဲ့ရင်းနှီးနေတဲ့အသားကျနေတဲ့အရာတွေအကြောင်းကြတော့ဘယ်လိုပြောကြမလဲအဲ့ဒီမှာ be used to ကဝင်လာတာပါဒါကကိုအထွတ်ပုံမှန်ဖြစ်နေတဲ့မထူးဆန်းတော့တဲ့အရာတွေအကြောင်းပြောဖို့သုံးတာပေါ့သူ့ရဲ့အဓိကအဓိပ္ပာယ်ကတော့ရင်းနှီးကျွမ်းဝင်နေခြင်းပါပဲအစပိုင်းမှာတော့အသည့်အဆန်းဖြစ်ခေါင်းစစ်မယ်ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီအခြေအနေကကိုနှစ်စင်ပွားရဲ့တစ်စိတ်တစ်ပိုင်းလိုဖြစ်နေပြီးလုံးဝမထူးဆန်းတော့ဘူးဆိုတဲ့ခန်းစားချက်မျိုးကိုဖော်ပြပါတယ်ဒီနေရာမှာပထမတစ်ခုနဲ့တိတိတာပါကွာသွားတဲ့အချက်ကိုတတိထားမှာမယ်ဒီမှာတဲ့ subject ရဲ့နောက်မှာ be verb တစ်ခုခု am is are အမြဲတမ်းပါရမှာပဲပြီးတော့အရေးကြီးဆုံးက used to ရဲ့နောက်မှာလိုက်ရမှာက verb မူရင်းမဟုတ်တော့ပါဘူး noun nam ဒါမှမဟုတ် verb ကို ing ပေါင်းထားတဲ့ gerund ပဲဖြစ်ရမှာပဲဒါကတကယ်ကိုအရေးကြီးတဲ့ကွာခြားချက်ပါပဲနော်ဥပမာအနေနဲ့ပေါ့သူတိုကျိုမှာနေတာဒါကြောင့်လူအုပ်ကြီးနဲ့ကျင့်သားရနေပြီဒီမှာ is used to ရဲ့နောက်မှာ the ground ဆိုတဲ့ noun လိုက်ထားတာကိုတွေ့မှာပါဒီဝါချက်ကဘာကိုပြောတယ်လဲဆိုတော့သူ့အတွက်လူတွေအများကြီးကြားထဲမှာနေရတာကပုံမှန်အရာတစ်ခုဖြစ်နေပြီးစိတ်အနှောက်အယက်မဖြစ်တော့ဘူးဆိုတဲ့သဘောပါ gerund verb ing နဲ့သုံးတဲ့ဥပမာကိုကြည့်ရအောင်ဆရာဝန်တယောက်အနေနဲ့သူမဟာဆိုးရွားတဲ့မြင်ကွင်းတွေကိုမြင်နေကြဖြစ်နေပြီဒီမှာ seeing ဆိုတဲ့ gerund ကိုသုံးထားပါတယ်ဒါကသူမအတွက်ဒီလိုမြင်ကွင်းတွေကအလုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပြီးစိတ်ပိုင်းဆိုင်ရာတုံလုံးမနေရဘူးဆိုတဲ့ကျွမ်းကျင်မှုနဲ့ရင့်ကျက်မှုကိုဖော်ပြနေတာပါကဲနောက်ဆုံးတစ်ခုကိုရောက်လာပါပြီ be used to ကယင်းနှီးကျွမ်းဝင်ပြီးသားအခြေအနေကိုပြောတာဆိုရင်အဲ့ဒီအခြေအနေကိုရောက်ဖို့စ조사နေရတဲ့အသားကျအောင်လုပ်နေရတဲ့ခရီးစဉ်ကိုရောဘယ်လိုဖော်ပြမလဲအဲ့ဒီအတွက် get used to ရှိပါတယ်ဒါကပြောင်းလဲမှုတစ်ခုနဲ့လိုက်လျောညီထွေဖြစ်အောင်စ조사နေတဲ့ဖြစ်စဉ်ကိုပြောတာပါရှင်းရှင်းပြောရရင်အသည့်အဆန်းတစ်ခုနဲ့ရင်းနှီးကျွမ်းဝင်လာတဲ့ဖြစ်စဉ်ကိုပြောတာပါထူးဆန်းတယ်ဆိုတဲ့အဆင့်ကကြီးပုံမှန်ပဲဆိုတဲ့အဆင့်ကိုရောက်သွားတဲ့ခရီးစဉ်တစ်ခုလိုပါပဲဒါက process တစ်ခုပေါ့
သူ့ရဲ့ဒီဆောက်ပုံက be used to နဲ့အတော်လေးဆင်တူတာကိုတွေ့ရမှာပါကွာသွားတာက be verb နေရာမှာ get ကိုအစားထိုးသုံးလိုက်တာပါပဲသူနောက်မှာတော့အတူတူပါပဲ noun ဒါမှမဟုတ် verb ing ပဲလိုက်ရပါမယ်လွယ်ပါတယ်နော် ဒီဥပမာလေးကအဲ့ဒီခရီးစဉ်ကိုရှင်းရှင်းလင်းလင်းပြပါတယ်ကျွန်တော်ဂျပန်ကိုပြောင်းလာတယ်အစားပိုင်းတော့ခက်ခဲပေမဲ့နောက်ဆုံးတော့အစားအသောက်နဲ့အသားကျသွားတယ်ဒီမှာ got used to the food ဆိုတာကအစားပိုင်းမှာအဆင်မပြေခဲ့ဘူးဒါပေမဲ့အချိန်တစ်ခုယူပြီးစူးစမ်းလိုက်တဲ့အခါမှာအခုတော့ okay သွားပြီဆိုတဲ့ပြောင်းလဲမှုကိုပြနေရပါဒါဟာဖြစ်စဉ်တစ်ခုရဲ့အဆုံးသက်ကိုပြတာပေါ့ကဲအခုဆိုရင်အပိုင်း၃ပိုင်းလုံးကိုလေ့လာပြီးသွားပြီဆိုတော့အားလုံးကိုတနေ့အလုံးမှရှင်းပြီးကြည့်လိုက်ရင်ပိုပြီးရှင်းသွားမှာပါဒါကြောင့်အားလုံးရဲ့အနည်းချုပ်ချစ်ချစ်လို့ပြောလို့ရလေဇာလီကိုကြည့်လိုက်ကြရအောင်ဒီဇယားခွက်ကိုကြည့်လိုက်ပါအောင်အဓိကကွာခြားချက်ကအချင်းကာလနဲ့ပုံစံမှာပဲရှိတာကိုတွေ့ရမှာပါအတိတ်ကပြီးဆုံးသွားတဲ့အကြောင်းကိုပြောချင်လားဒါဆို used to plus verb ကိုတုံးပါပစ္စုပန်မှာယင်းပြီးသားအခြေအနေကိုပြောချင်တာလားဒါဆို be used to plus noun verb ing ပါအခြေအနေအသစ်တစ်ခုနဲ့အသားကျအောင်ကြိုးစားနေတဲ့ဖြစ်စဉ်ကိုပြောချင်တာဆိုရင်တော့ get used to plus noun verb ing ကိုတုံးရမှာပါဒီသုံးခုကိုခွဲခြားနိုင်သွားရင်ဘယ်တော့မှမှားတော့မှာမဟုတ်ပါဘူး theory ဒီတော့တည်သွားပြီလက်တွေ့ရောဘလောက်နားလဲသွားလဲစမ်းကြည့်အောင်ကဲအမြန်ဖြေရမယ့်မိခွန်းတိုလေးဒီနဲ့ကိုယ့်ရဲ့ဘ ഹു တုတကိုစစ်ဆေးကြည့်လိုက်ကြစို့ ပထမမိခွင်ပါစာဝင်ထိုးဆက်လုပ်တုံးကအကိုညီလိုခဲ့ပေမဲ့အခုတော့ပန်းကန်တွေကိုတယောက်ထဲတဲ့တာကွက်လက်မှာဘာဖြစ်မလဲ A used to carry B am used to carrying ဒါမှမဟုတ် C get used to carrying လားခဏလောက်စဉ်းစားဖို့ချိန်ပေးပါမယ် အပြေမှန်က B ပါ am used to carrying ပါဘာလို့လဲဆိုတော့ဝါကြဟဲမှာ noun ဆိုတဲ့စကားလုံးပါတဲ့အတွက်ပိစုပ်တန်မှာကျင့်သားရနေပြီဖြစ်တဲ့ယင်းနှီးကျွမ်းဝင်နေတဲ့အခြေအနေကိုဖော်ပြနေလို့ပါ ကဲဒုတိယမိခွန်းမှာသူမပြေးနေတာတွေ့တော့အံ့ဩသွားတယ်အရင်ကတွေ့တော့ကသူမကွက်လောက်ချင်းမှာဘာချင်မလဲ A didn't used to run B didn't used to run ဒါမှမဟုတ် C didn't used to running ဘယ်အချင်မလဲ အပြေမှန်က A ပါ didn't used to run ပါမမိကြအောင်မထင်ပါနဲ့အငင်းဝါကြမှာ didn't နဲ့ဆိုရင်ဒီမပါတဲ့ used to ကိုသုံးရတယ်ဆိုတာလေ ဒီရှင်းလင်းတဲ့ဇာတ်မှုကိုအဆုံးမထားခင်မှာလေစဉ်းစားစရာလေးတစ်ခုထားခဲ့ချင်ပါတယ်အခုလက်ရှိမှာကိုယ်လိုက် getting used to လုပ်နေရတဲ့အရာတစ်ခုကဘာဖြစ်မလဲအလုပ်တစ်ခုလားနေထိုင်ရတဲ့နေရာအသစ်တစ်ခုလားဒါမှမဟုတ်အလေးချင်းအသစ်တစ်ခုခုကိုကျုံးစားနေတာလားကို့ဘွားတွေကဥပမာလေးနဲ့ပြန်ချိတ်ဆက်ပြီးစဉ်းစားကြည့်လိုက်တဲ့အခါဒီနေ့လေးသာခဲ့တာတွေကပို့ပြီးတော့အသက်ဝင်လာမှသိကြပါတယ်